Down for calling children, the tail of a more day. Da hale champion, the little Cuba. Yakayo. Hello, my jacket, Cherry Drama, Canada, Dinova, Peter, Nia, you be Javayan, Lisa, so I'm your direct apparition. Now let's welcome Dr. Myanmar Tu, Vice President of Myanmar Club Singapore, for a short speech and solo. Hello, Minglava. The rhino the one who say I'm nothing, no? Okay. Ado waba the keko waba the keko kanai milaido jano say tema the keko wow so piro don't change down say tema no the keko the yanko kana piro suzy niyo swane look hard no the look way you say tema the keko heartfelt no jano kanzami bare အဲ့တော့ဒီလိုဒီပွဲမှာဖိတ်ကြားခြင်းခံရတယ်အခုလိုစကားပြောခွင့်ပေးတဲ့အတွက်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာကလပ်မှုဆောင်များနဲ့တကွာကျွန်တော်တို့မြန်မာကလပ်ကနေပြီးတော့လည်းဒီလိုချင်း cultural festival ပေါ့နော်တကယ်တော့ကျွန်တော်နားလဲတော့ကတော့ကျွန်တော်ချင်းပြည်နယ်မျိုးလည်းအမျိုးပြုပြီးတော့ပြုလုပ်တဲ့ပွဲကိုနားလဲပါတယ်အဲ့အတွက်ကျွန်တော်တို့ချင်းပြည်နယ်ပို့ပြီးတော့ငိမ့်ချမ်းပါရပါစေပို့ပြီးတော့ကွန်ပျူတာတက်ပါစေကျွန်တော်တို့ချင်းလူမျိုးညီကိုမောင်နှမများအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းပါနဲ့ကျွန်တော်တို့လက်တွဲပြီးတော့ကိုတိုင်းပြည်တိုးတက်ကောင်းမှုဖို့အတွက်ကိုပုံမူဆောင်ရွက်နိုင်ပါစေလို့လည်းကျွန်တော်တို့ဆုမွန်တောင်းပါတယ်အဲ့တော့မြန်မာကလပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီဟာဆရာဦးတို့တောင်းတဲ့ဒါအရင်ဆရာဦးတို့တောင်းလိုက်ကျွန်တော်တို့မြန်မာကလပ်ရဲ့ EC member အနေနဲ့ရှိခဲ့ပူပါတယ်အဲ့အတွက်ကလည်းကျွန်တော်တို့လက်တွဲပြီးတော့အများကြီးလုပ်ကိုင်ခဲ့ပူပါတယ်ဒီစကူမှာကျွန်တော်တို့ရှိခဲ့တဲ့သမိုင်းစဉ်တစ်လျှောက်မှာလည်းတိုင်းသားလူမျိုးလို့ပြောမယ်ဆိုကျွန်တော်ကတော့လူမျိုးစုအနေနဲ့ပဲညီညွတ်ကြပါတယ်ကျွန်တော်တို့မြန်မာလူမျိုးနော်ကချင်လူမျိုးချင်းလူမျိုးစသဖြင့်ပေါ့နော်ကျွန်တော်တို့လူမျိုးချင်းချင်းအပြန်အလှန်လေးစားမှုရှိတယ်အပြန်အလှန်ယဉ်ကျေးမှုတွေကိုဖလှယ်ကြတယ်ပူးပေါင်းပြီးတော့လက်တွဲလှုပ်ဆောင်ကြတယ်ဆိုတဲ့အစဉ်အလာတစ်ခုနဲ့ကျွန်တော်တို့ဒီစင်ကူမာလေးလုပ်ကိုင်ခဲ့တာတွေအများကြီးပါမြန်မာကလပ်ကနေလုပ်ခဲ့တဲ့ပွဲတွေလည်းကျွန်တော်အများကြီးရှိခဲ့ပါတယ်2012ခုနှစ်မှာကျွန်တော်တို့ပြည်အောင်စုနေ့ရည်ညွှန်းပြီးတော့ကျွန်တော်တို့ဒီလူမျိုးစုတွေအများကြီးเนาะကျွန်တော်မိသားစုတွေပေါင်းစုပြီးတော့လုပ်ခဲ့တဲ့ပွဲကြီးတွေလည်းရှိခဲ့ပါတယ်ဒီပြင်ကိုတခြားသောပွဲတွေမှာလည်းဒီချင်းလူမျိုးเนาะကျွန်တော်တို့ဒီစင်ကူရောက်နေတဲ့เนาะချင်းလူမျိုးမိသားစုတွေအားလုံးကလည်းအမြဲတမ်းအားတက်ပြောပါဝင်ပြီးတော့ဆင်နွှဲကြတယ်ကူညီကြတယ်ဆိုတဲ့အစဉ်အလာလည်းရှိခဲ့ပါတယ်အခုဒီလိုပွဲဖြစ်မြောက်ဖို့အတွက်ကျွန်တော်မြန်မာကလပ်အနေနဲ့လည်းကူညီခွင့်ရတာလည်းအများကြီးဂုဏ်ယူပါတယ်ဒီလိုပွဲကျင်းပနိုင်တာကိုတွေ့ရတဲ့အတွက်ကိုလည်းဆရာဦးတို့တောင်းတဲ့ကွာเนาะလုပ်ငန်းကော်မတီတယောက်ကြတဲ့เนาะဒီအပရိသတ်တွေပြီးတော့စင်ကူရချင်းလူမျိုးမိသားစုဝင်များအားလုံးအတွက်ကိုလည်းအရန်ကိုဂုဏ်ယူပါတယ်အရန်လည်းဝမ်းသာပါတယ်အရန်လည်းပျော်ရွှင်ကြည်နူးရပါတယ်ခင်ဗျโอเคအဲ့တော့နောက်ဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ချင်းမိသားစုချင်းလူမျိုးเนาะညီကိုမောင်မသားချင်းတွေပါဟိုရှိစစ်ဆက်ခါရဲကွာเนาะတောက်လျှောက်ကျွန်တော်တို့တိုင်းပြည်အတွက်ကိုရွရွချွန်ချွန်အားလုံးလက်တွဲပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ပုံမူကောင်းတင်ကောင်းမွန်တဲ့ပုံမူတာယာတဲ့ပုံမူပြည့်စုံတဲ့เนาะအချင်းချင်းပြန်လှန်လေးစားမှုရှိတဲ့ကျွန်တော်တို့ပိုကောင်းမနဲ့เนาะကဘာတဲ့တိုင်းပြည်ဖြစ်ကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်ကြနိုင်လိမ့်မယ်လို့လည်းမျှော်လင့်နေတယ်ကျွန်တော်ညီကုန်းချုပ်ပါတယ်အဲ့တော့
အဲ့တော့ဒီမိဘချုပ်တဲ့အချိန်မှာပဲကျွန်တော်ကဆရာဦးတို့တောင်းကိုဟိုတခုပေါ့နော်မြစ်တရက်ခံခဲ့ပါတယ်ဆရာဦးတို့တောင်းရေးကျွန်တော်အဲ့တချင်းလေးကိုအရန်ကြိုက်ပါတယ်တို့တောင်ပေါ်မြေဆိုတဲ့တချင်းလေးပါအရန်လည်းအပြည့်ရှိပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီတချင်းလေးကိုဟောပေါ့နော်ဒီချစ်ပြည်နယ်လေးကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်ဆိုတို့ရမလားပေါ့နော်ဆိုတော့ဥရောတောင်းကနေ okay အဲ့ဒါဆိုလို့စီစဉ်ကြည့်ပေးမယ်ဆိုပြီးတော့ဒီတစ်ချင်းလေးကိုကျွန်တော်နောက်ခံ background နဲ့အဲ့တော့ဒီ video ဟိုဒီချစ်ပြည်နယ်အလှပရုပ်ပုံရိပ်ကလေးကိုလည်းကျွန်တော် video clip လေးကြီးဖြတ်ပြီးတော့တင်ဆက်ထားပါတယ်အားလုံးစုပေါင်းပြီးတော့တီးဆိုကြအောင်ဖိတ်ခေါ်ပါတယ် Hello. Down for me, cherry way, down the line, no blue way, should I get down and down, see my way. Đau một chim nhà nhẹ từ lên đủ rồi đã về lại đi ta lên khá lắm cần cái số cha mẹ trên xa nhẹ rai nó nằm xa mẹ lên đau một chim vô ya từ lên nhau đuổi đủ xin cao mẹ chỉ mấy suy anh em lại phụ bị ngò mẹ nào một đi cherry way nào ra là ban đâu phụ quên đi siêu đại ye nào nắng nhà si mani ama suy nhìn gì gì nào một chim nhà ye từ lê đuôi đuôi yêu ya về lại là đuôi đau một trên đàn lê để khá lâu tàn cây su cha mẹ trên đàn lê cái rai nó nấu xem lê đau một trên yêu ya đàn lê nhau đuôi du xin cao mẹ trên mấy suy lê lại không bị ngò mẹချင်းပြည်နယ်စာရတိုးတက်ပါစေတောင်ပေါ်တည်ချင်းတလေးခါလာစံပြန်စူတာမဲချင်းစာနဲ့ကရိုင်းနော်လို့စမဲလေး Đau một chi yo ya de le miao due du xin cao mẹ chỉ mấy suy để lại có thể có mẹ chỉ mấy suy để lại có thể có mẹ chỉ mấy suy để lại có thể có mẹ kẹp chỗ đấy nó ok ôi đi video clip này ở bên trên TV吧，然后ကျွန်တော်ရဲ့ဟောပေါ့နော်စင်ကာပူရောက်မြန်မာများအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ healthcare assistant လို့ခေါ်တဲ့တင်နန်းလေးပေါ့နော်ဖွင့်ထားပါတယ်အဲ့တော့စိတ်ပါဝင်စားတဲ့သူများရှိခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ QR code ကလေးကနေ Facebook ကဆက်သွယ်လို့ရပါတယ်တယ်လီဖုန်းနံပါတ်96333473 WhatsApp နံပါတ်ကိုလည်းဆက်သွယ်ဆောင်ရွက်လို့ရပါတယ်အားလုံးဒီမှာရှိတဲ့မြန်မာမိသားစုတွေတွေ့ရပြီးတော့ကျွန်တော်တို့ဖွင့်လှစ်တင်ကြားပေးဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခွင့်ပြုပါဟုတ်ကဲ့ပါအခုလိုအားပေးစကားပြောကြရင်လည်းချွတ်ချွတ်သားသားတစ်ချင်းလေးနဲ့ဖြောပြပေးသွားတဲ့ဒေါက်တာမြတ်မော်ထွန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ယခုဆက်လက်ပြီးတော့2020-2024အတွင်းမှာဒီပလိုမာဒီဂရီ